ဒီမန်ယူအသင်းယူငါစပေါ်ဆာပေးလိုက်ငါဆိုင်နာမည်ပြတ်မှာပေါ့ကွာ ခင်ဗျားတို့စပေါ်ဆာပေးမှာကျွန်တော်တို့ထမင်းစားရတဲ့ကောင်မဟုတ်ဘူးဗျကိုဒီကနေ့ကိုလက်မတောက်ကြလေရတယ်ဗျ ဒီလိုမန်ယူစောက်ထင်ကိုမကြည့်တော့ပါကွာဒါလည်းကွာအပတ်တိုင်းမန်ယူဖန်တွေကိုစိတ်တော့ကောက်ပေးနေကောင်းတယ် ဟဲ့အာရင်နဲ့ကြိုးကြငါဆိုင်မှာကြော်ညာလေးတစ်ခုလုပ်ဖို့ရှိတယ်ကွာအဲ့တော့မေတို့ EPL ကလပ်တွေထဲက နာမည်ကြီးနေတဲ့အသင်းတစ်သင်းကိုငါစပေါ်ဆာပေးခြင်းတယ်ကွာ အဲ့ဒီတော့ကျွန်တော်တို့ကဘယ်အတင်းခေါ်ပေးရမှာလဲကိုပဲဆိုရ အာကြီးကမင်းလည်းသိနေတဲ့အတိုင်းပဲငါဆိုင်ကဘိန်းမှာဖုန်းစကန်အယောင်းဆိုင်ထဲမှာနာမည်အရန်ကြီးနေတဲ့ဆိုင်ဖြစ်နေတဲ့အတွက်ပြီးတော့လူသိရလဲအရန်များတော့ကွာငါပောက်ကြရအသင်းတွေကိုစပေါ်ဆာပေးမှာမဟုတ်ဘူးနော် စိတ်ချပါဗျာအဲ့ဒီတဲ့မပူပါနဲ့ကျွန်တော်ခေါ်လာပေးမယ် အေးအဲ့ဒါဆိုရင်လည်းပြီးရောကွာမနေ့ကကြာခေါ်လာလိုက်ငါစိတ်ချနေမယ်နော် စိတ်ချပါဗျာကျွန်တော်တို့တော့မယ်နော် အေးပါ The next day. Man, you so just like a leg of a feeder. She know what the mind they go home and like you man, you look like a thumb. Now in a second, I don't want man, you go long and but this so pretty that the rounds are the phone. Tell you let all my man, you let down, ya man, you that go down, can you just home on it? ငါတို့ကစပေါ်ဆာပေးမဲ့လူရှိတယ်ကွာမေးလိုက်ခဲ့အေးတော့ Man, you love it, I'm going to get any soda. The mind that I'm in G-Man. The mind you're eating, YouTube. ကိုပဲဆိုရင်ကိုပဲဆို ဟောအေးအာရင်တို့ပါလားလာခဲ့လေ So, you're a man of one night, but come back. အေးအာရင်ပြောလေမမလည်းမင်းငါစပေါ်ဆာပေးမဲ့အသင်းကိုခေါ်လာပြီလား ခေါ်လာပဲဗျကိုပဲဆိုစိတ်ကြိတ်ဖြစ်စီရမယ်ဒီတိပဲနာမကြီးနေတာဗျ မမလည်းငါတွေးချင်လာပြီကွာခေါ်လိုက်လေအဲ့အသင်းကို ဟာကိုပဲဆိုလေကျွန်တော်ခေါ်လာတယ်လေကိုပဲဆိုရှိမှာပဲဟာ ဘယ်အသင်းလဲမမလည်းငါလည်းမတွေးပါလား ဒီမလေးဗျမိုက်ယူ EPM မှာနာမကြီးအသေးပဲဗျမိုက်ယူ EPM မှာနာမကြီးအသေးပဲဗျဟုတ်တယ်ဗျကျွန်တော်တို့မိုက်ယူက EPM မှာပလတ်တိတ်နဲ့တေးဗျ ဘာဒီမန်ယူလားဟဲ့ကိုတို့မင်းဘယ်ပောက်ရအသင်းတွေခေါ်လာတာလဲကွာဘယ်ပောက်ရအသင်းတွေခေါ်လာတာလဲကွာငါမင်းကိုပြောတယ်အတန်းရှင်းဆုံးနာကိုရောက်နေတဲ့အသင်းတွေကိုမခေါ်လာပါနဲ့လို့ကွာဒီမန်ယူကချန်ပီယံရှစ်ကိုတော့စိတ်ကြံရမယ့်အသင်းကိုငါဘယ်လိုလုပ်ပြီးတော့စပေါ်ဆာပေးလို့ရမှာတော့ဒီမန်ယူအသင်းယူငါစပေါ်ဆာပေးလိုက်ငါဆိုင်နာမည်ပြတ်မှာပေါ့ကွာဒီမန်ယူအသင်းယူငါစပေါ်ဆာပေးလိုက်ငါဆိုင်နာမည်ပြတ်မှာပေါ့ကွာအာကြီးကလည်းကွာမင်းလုပ်တဲ့ပုံစံမဟုတ်တော့ဘူးကွာငါစီဝါကြီးပြအောင်လုပ်နေရလားမင်း ဟဲ့လူကျွန်တော်ကတစ်ချိန်ကပလတ်တိတ်ခဲ့တဲ့မိုက်ယူဗျ ဟဲ့အောင်ငါဆိုင်တစ်ချိန်လုံးကရွှေထီးစောင်းခဲ့တာတွေကိုလာမပြောနဲ့ကွာအခုချိန်မှာချန်ပီယံရှစ်စိတ်ကြံရမယ့်အနေထားရှိတယ်မင်းတို့မန်ယူငါဘာသာတောင်းနဲ့စပေါ်ဆာပေးရမှာတော့မင်းတို့ကောင်းရင်ညာနိုဘူးတော့မှအိမ်ခွေးမှာတလုံးမှမသွင်းနိုင်ကြတဲ့ကမင်းတို့မန်ယူစောက်ထင်ကိုမကြည့်တော့ပါကွာစောက်ထင်ကိုမကြည့်တော့ပါကွာအာနေမန်ယူဖန်ကိုစိတ်တော့ကပေးနေကောင်းတယ် ပေးချင်မပေးရဗျခမရတိတယ်လေလည်းမပြောနဲ့ခမရလို့စပေါ်ဆာပေးမှာကျွန်တော်တို့ထမင်းစားရတဲ့ကောင်မဟုတ်ဘူးဗျကိုဒီကနေ့ကိုလက်မတောက်ကြလေရတယ်ဗျကိုဒီကနေ့ကိုလက်မတောက်ကြလေရတယ်ဗျ အေးအဲ့ဆိုလေတော့တောင်းစားကွာဟဲ့အာကြီးမင်းကတခုပြောလိုက်မယ်နော်နောက်တစ်ခါကြားလို့ရှိရင်အခုလိုဂျလုံးတစ်လုံးအသင်းတွေကိုငါဆိုင်မခေါ်လာနဲ့ကွာအဲ့ကောခေါ်သွားတော့ကွာစိုက်ချစ်နေသုံးနဲ့စိုက်ချစ်နေသုံးနဲ့ 哎呦我的妈！ အေးဝန်ထမ်းတယောက်ရှိလားငါဒီလာတော့ခုနကငါဆိုင်နဲ့ငါဆိုင်ဝင်လာတာနင်းမြင်တယ်မလား ဟုတ်မြင်ပါရဲ့ရှင် အေးမြင်တယ်ဆိုလို့ရှိရင်အခုချစ်ချင်းငါဆိုင်တယောကိန်းမနဲ့စေးဘာလဲကွာအပတ်တိုင်းမန်ယူဖန်တွေကိုစိတ်တော့ကပေးနေရကောင်းတယ်ဟေးတယောကိန်းမနဲ့တေချာစေးလိုက်တော့